ထောင်ပေါက်တယ်ကျန်ဟဲနောက်ထပ်9000ရွှေလက်စွပ်ပေါက်ပါရဲ့ဒါကျမအရင်ကြိုက်တဲ့ကလစ်ကလေးဒီ Oh my god နောက်ထပ်တစ်ခုဒါမလုံးအဲ့လိုမလုံးပို့ပြီးစိတ်လှုပ်ရှားရရဲ့ခေါင်းစီကျိုးလာဟုတ်တယ်ဒီမကြီးရောဝါကြီးပဲဟဲ့ချစ်ဖို့အောင်လိုက်တာရမ်းချစ်တယ်ကြီးကြအောင်ကျမဆိုတစ်ဖက်ကဒီလိုရမ်းပြစ်ထားနှစ်ဖက်ကအရန်ပူလို့စပင်းကိုအမြဲစညက်နဲ့ညက်ထားတော့အမှအညက်ခံလိုက်ရတဲ့တစ်ဖက်ကလို့ဖြစ်သွားပြီးတော့သူကလည်းသူပြန်ပြီးတော့ကုတ်ကလေးဖြစ်သွားမှာပါကဲဒီမှာဖောက်ပြမယ်နော်နှစ်လအောင်ရှိသွားပြီတဲ့အပီပြန်ခိုင်းတာဆိုတော့ကဲဒီမှာကဲဖောက်မယ်ဟဲ့ချစ်စရာလေးအဖြူရောင်လေးချစ်စရာလေးဒီမှာကြည့်အောင်လက်ပတ်အဖြူလေးတော့ဒါအရန်ပေါ်ရယ်ဝီစီလားမသိဘူးမဟုတ်ပါဘူးလိတ်ကလေးပါရန်ဘူးရန်ကုန်မှာလေးတကယ်ကျမကလက်မျိုးရှိရယ်လက်မျိုးလေးရှိရယ်နင်ဒီနားမှာတော့မှရှိသေးရယ်နင်ဒီမှာဒါဟိုနေ့ကပေါက်ထားတာဒါအခုပေါက်တဲ့ကအရင်တော့ကလေလက်မျိုးပုံစံနှစ်ခုထပ်ပေါက်ထားတယ်ကျမကလက်မျိုးလေးများနေကျမအရန်ကြိုက်တာလေကျမပွဲမှာတော့မှပန်သွားသေးတယ်ကဲဒီမှာလက်ကိုလေးတွေပါဒါတော့မလုံးအဲ့လိုမလုံးပို့ပြီးစိတ်လှုပ်ရှားရရဲ့ခေါင်းစီကျိုးလာဟုတ်တယ်ဒီမကြီးရောဝါကြီးပဲဟဲ့ချစ်ဖို့အောင်လိုက်တာရမ်းချစ်တယ်ကျဲလိုက်တာဒီမကြီးရောအဲ့ဒါနော်အဲ့ဒါဒီမှာကော်ရုပ်ပါကျမလည်းကော်ရုပ်ပေါက်ပါတယ်နော်ရှင်တို့ဝယ်ပေါက်တာမဟုတ်ပါဘူးကျမလည်းကော်ရုပ်ပေါက်တယ်အဲ့လိုပေါက်ပါတယ်ဝါဒါဆွဲကြိုးတင်နေဒီဆွဲကြိုးတော်တော်မိုက်တယ်အခုနောက်ပိုင်းခေတ်စားနေရဒီလို ribbon ကွာ ribbon လားမသိဘူးအဲ့လိုဒီဇိုင်းမျိုးတော်တော်လာတယ်တော်တော်လေးလာပါတယ်အရန်ကြိုက်ပါတယ်တကယ်အရန်ကြိုက်တာဒါတော့ဝီစီပါဝီစီလေးတွေကအဲ့လိုမုတ်ကလေးနဲ့ဟိုအောက်ဆုံးရောက်နေမှာကျမမှာအပေါ်ဆုံးဝီစီပဲဒီမှာပါကော်ရုပ်ပဲနော်ကျမလည်းကော်ရုပ်ပဲနော်ဒါကတော့စုဘူးမဟုတ်တော့နည်းနည်းလေးဟဲ့ကားလေးကျမရီစားအရန်ကြိုက်တဲ့ကားလေးသူ့အတွက်စုထားပေးမယ်နောက်တော့လိတ်ရုပ်ပါနောက်တော့လိတ်ပဲလိတ်တောင်မှကပ်ပယ်ဖြစ်သွားပြီဒီလိတ်ကတော့အမျိုးစားမတူကဲဒီမှာလိတ်ကပ်ပယ်ရီစားမရှိဘူးလားလိတ်တောင်မှရီစားရှိဒါတော့နောက်ဆုံးမှာစုဘူးထင်တာပဲဟုတ်ပါရဲ့မပါမဖြစ်ကလေးပေါ့နော်ကဲအဲ့ဒီမှာမမဘာအကြိုက်ဆုံးလဲလို့မေးလိုက်ဒီမှာဒါလေးရယ်ဒီမှာဒါလေးရယ်ခုနဘယ်ဝိုင်းလဲမသိပြမလို့ဘယ်ကိုပြစ်လိုက်လဲမသိနော်တော့ဟောပြတော့မကြောက်ရင်ချဖို့ကောင်းတယ်ကဲဒီမှာရွှေလေးဖောက်ပြပါမယ်ဒီမှာပါဒီမှာမမမဲဖောက်တာကြည့်ပြီးသဘောကျလို့တဲ့လိုက်ဖောက်တာအယုတ်တွေတော်တော်စုမိနေပြီဟုတ်တယ်ကျမလည်းတော်တော်စုမိနေပြီဟဲ့ဒီဘူးပိန်လိန်ညာပဲကျမသေးလာတာလေပုံစံမကျလို့ဒီပိန်လိန်ညာလေးကိုရင်ဖောက်ကြည့်တယ်ကဲဒီမှာအယုတ်ဆက်တဲ့လက်ကိုလေးပါဒီမှာဆက်နီးပါသေးရဲ့သူကဒါတော့စုဘူးကြီးထင်တယ်ကလောက်နဲ့ဟုတ်ပါတယ်ဒီမှာဒါဆွဲကြိုးလားမသိအတန်းဆွဲကြိုးလို့အတန်းလေးဟုတ်ပါရဲ့ညို့သူကတဆက်စားလားမသိဘူးငကက်ရယ်ဒီမှာငကက်ကြောက်စိမ့်ငကက်ရယ်ဒီမှာကြောက်စိမ့်ဆွဲကြိုးရယ်ဒီမှာကျင်းမိုက်နေရောပဲနော်တဆက်စားမိုက်တယ်ဒါတော့ဝီစီပါရှင်ဒီမှာလက်ပတ်ကလေးဒီလက်ပတ်ဒီဇိုင်းလေးကျွန်တော်မရှိသေးဘူးချစ်စရာလေးမကြည့်ဘူးဟုတ်ပြောပါတယ်ကွယ်သူ့ရဲ့ပေးရတဲ့ဈေးနဲ့ဆိုရင်တော့လေကျွန်မအမြင်ကဲနောက်တစ်ခုမှာဝီစီပဲနောက်ထပ်ဒါလေးကတော့အမွေစင်ရုပ်ကလေးပါဒါတော့တိတ်ပြီးတော့မလုပ်ချင်တယ်လို့ပဲဒါကျမအရင်ကြိုက်တဲ့ကလစ်ကလေးဒီ PC လေးလေမမိလားကျမပွဲမှာတော့ကျမပန်တယ်လို့ကလစ်ကလေးဒါနောက်တော့ဒီဇိုင်းလေးတွေဝါရမ်းချဖို့ကောင်းတော့ပဲရမ်းကြိုက်ပါရဲ့ဒါတော့လုံးဝမလုပ်တာပါ Oh my god နောက်တစ်ခု
တဖုံးမှချိတ်တဲ့ဟာလေးလေကျမကဒါမျိုး3ကျိုးတော့ရှိပါပြီဝါရဲချစ်ဖို့ခုံးပါရဲ့အော်တူ quality ကောင်းတယ်ဒီလားကျမအဲ့ဒါတက်ထားလေအယောင်လည်းမကျွတ်ဘူးကဲဒါတော့ကော်ရုပ်ကလေးပါပြောနေရဒီမှာလေးရုပ်ကလေးပါလိတ်ကလေးပေါ့နော်ကဲဒါတော့နောက်ဆုံးပါရှင်ခေါင်းစည်းကျိုးလေးပါဒီမှာဒီလိုခေါင်းစည်းကျိုးဆိုလေကျမမအများကြီးပဲရှိနေပြီးကျမလည်းတော်တော်စုမိနေပြီကဲအကြိုက်ဆုံးကဘာလဲလို့မေးတော့ဒီနှစ်ခုပါပဲအရင်ကြိုက်ပါရဲ့ကဲရွှေလီဖောက်ပြီးဆိုပြီးတခါရရန်လင်းဖောက်ပါမယ်ရန်လင်း surprise box ပေါ့နော်ကဲဆိုတော့ဖောက်ပါမယ်သူကလည်းရွှေလီလိုပဲသူလည်း12ဘူးပါပါကဲဒီမှာပါကဲဖောက်ကြည့်မယ်လားဘယ်ဖြဲလိုက်ကျွန်တော်ဆိုလက်ပတ်ကလေးပါချစ်စရာလေးဒီမှာနေကြပန်းပုံစံလေးနဲ့လက်ပတ်ကလေးပါဒါတော့အတန်မကြားရပါဘူးဟောဒါမှုတ်တဲ့ဟာတော်တော်များနေပြီကျမမှာကြိုက်တယ်ငယ်တော့ကစားရတဲ့ဟာမျိုးလေးနော်ကလေးချစ်စရာလေးဒီမှာကလေးအဖြူရောင်လေးချစ်စရာလေးဒါတော့ပေါ့ပါရဲ့ဘာပါရေးလဲရှင်းလဲဆိုပါဒီမှာဒီမဲ့ကြီးတော့ကြီးရကျမလည်းမတော်ဒါတော့တိတ်မလောက်ပါဘူးရှင်မှုတ်တဲ့ဟာပါပဲမှုတ်တဲ့ဟာလေနည်းနည်းတော့ထွက်ဒါလေးကတော့အစုံအစီပါတဲ့ဟာလေးပါဒီမှာကော်ရုပ်ကလေးသေးလေးပေါ့နော်နောက်ထပ်ဒါကတော့မလောက်ပါဘူးမလောက်ပါဘူးကလစ်ကလေးပါကလစ်ကလေးနှမျိုးကလစ်ကလေးကျမမှာဒါနဲ့ဆိုရင်3ခုရှိပါပြီလို့ပြောရမယ်3ကတ်လို့ပြောရမယ်ဒါတော့တော်တော်လေးရတော်တော်လေးပါတော်တော်လေးရပါလည်းမသိဘူးနာယီပါဒီမှာနာယီလေးပါ digital watch လေးပေါ့နော်နာယီလေးဒီမှာနာယီစိုးပါဘူးနာယီနဲ့တန်နေပြီနော် Oh my god ချစ်စရာလေးဒီမှာကြည့်အောင် strawberry ပုံစံလေးတဘောကြတယ်ဒါတော့လုံးဝဖောင်းကားနေရပဲဖောင်းကားပြီးလေးလိုက်တာဆိုတော့ဂစ်တာဒီမှာဂစ်တာ2လက်နဲ့ဆွဲကြိုးပါကြီးစားနဲ့ကပ်ပဲဆွဲလို့ရတယ်ကဲဒါကတော့သက်ဆိုင်အိတ်ကလေးပါဟိုမှာကျွန်မအကြိုက်ဆုံးကတော့ဒီမာကျုံဘယ်လောက်ချစ်ဖို့ကောင်းလဲမကျုံရန်လင်းအရန်ကြိုက်တယ်ကျွန်မလည်းရန်လင်းအရန်ကြိုက်တယ်ဖောက်ပြမယ်နော်ရန်လေးစိုက်ပါလေအများကြီးပဲပါတယ်ကွာဒါကျမအရင်ကတည်းကလည်းဒီမဲကိုကြိုက်ကြောင်းရှင်တို့ပြောပြဘူးရနော်ဘာဖြစ်လဲဆိုတော့သူဈေးတော့များတယ်ဈေးများတဲ့အလျောက်အထဲမှာပါတာတော့ဖြစ်ကုန်ပြီပါတဲ့မဲရလည်းများတယ်ကွာကဲ900စားပေါက်ပြီးတွေ့လားတွေ့တယ်ဒီမှာ900စားပေါက်ပါပြီဟဲ့900ပေါက်တယ်ကျန်900200ပါဒုံငနဲ့တော့ရင်ထဲမှာတမျိုးဖြစ်သွားပြီဘာဖြစ်လဲဆိုတော့ကျွန်မ900တန်လေဘူချုပ်ပတ်စံ900တန်နဲ့အဲ့9000တန်နဲ့ကိုအမြဲတမ်းမှားလို့ပါပျော်သွားတယ်ဆိုရင်မဲ့လေအရန်ပျော်သွားမျိုးမဟုတ်ဘူးလေငါမြန်းမှားမြင်တာလားဆိုရင်စိတ်ကအရင်တွေးမိနောက်ထပ်ပလာပါဘာပါကြီးလဲဟောဒါပလာပါဟဲ့အရှိမအတန်ကြီးပေါက်သွားပြီဆိုတော့နောက်ပိုင်းနေပလာရီမြင်ဖြစ်တော့မလားမသိပလာပါအဲ့လိုမျိုးဖြစ်တတ်တဲ့ချစ်တို့ရေးသိလားတန်ကြီးပါသွားပြီဆိုရင်တော့ဗလာများဒါမှမဟုတ်လေရှင်တို့ဗလာတွေအများကြီးလာပြီးပေါက်ထားပြီဆိုရင်အဲ့ဒါအတန်ကြီးလာတော့မယ်ပုံစံကဲဒီမှာ200ပါဗလာပါကဲကြည့်ရအောင်ဗလာပါရှင်ဗလာပါရှင်ဟဲ့နောက်ထပ်9000ဟဲ့9000နှစ်ခါတော့ပေါက်တယ်ကျန်ဒါ first time ဖြစ်ဘူးကကျွန်မအဲ့လိုမျိုးတစ်ခါမှဖြစ်ဘူးတစ်ခါတော့9000တော့ကျွန်မတစ်ခါမှနှစ်ခါမပေါက်ဘူးဖုန်းအားမရှိတော့လို့လေမီးရမလားဖုန်းအားမရှိတော့အဲ့ဒါဖုန်းအားကုန်တော့မဲ့အကြောင်းကျွန်မတို့သတင်းနေပို့ဒါ
ထားအောင်မမြင်ရဘူးကွယ်ဗလာပါကဲဒါအကုန်ပဲဝါဟဲ့နောက်တစ်ထောင်ထပ်ပေါက်သေးရဲ့ကျန်ဟဲ့ရဲရဲဆက်ဆက်ကိုမိုက်တာနော်ဟဲ့ရဲရဲဆက်ဆက်ကြီးကိုမိုက်တာသူကဗလာပါဟဲ့ထပ်ပေါက်သေးရဲ့ကျန်နောက်ထပ်900ပါဝါဒီတစ်ခါကျမတော်တော်လေးကိုကန်ကောင်းနေရလို့ပြောရမယ်ဟဲ့နောက်ထပ်200ဟဲ့ထပ်ပေါက်သေးရနော်ဟဲ့ခုနပြောတဲ့စကားတွေအကုန်လုံးပြန်ရုပ်သိမ်းပါတယ်သူအတန်ကြီးလာပြီးမပေါက်တော့ဘူးဆိုတဲ့စကားကိုပြန်ရုပ်သိမ်းပြရစီရှင်ကဲဒါကတော့လုံးဝဗလာပါကဲဆိုတော့ဒီမှာ9000နဲ့တရွက်ပြကြကုန်ပြီပတ်စံ2ရွက်နော်1000ရပြီ1000နဲ့တရွက်ကလည်းပေါက်လိုက်တယ်ဒီမှာ1000 1000နဲ့900ဒီမှာ12000နဲ့200ဒီမှာ400 12000နဲ့600ဆိုကျမအများကြီးမြတ်ပါတယ်ရှင်ဖောက်ကြည့်ကြပါကျမတို့ဒီတကအရန်ကန်ကောင်းတယ်